ပြီးပါဆိုတော့အခုအဲဒီရလာတဲ့အဖြေလေးတွေနော်တွက်လို့ရလာတဲ့အဖြေလေးတွေနဲ့စပြီးတော့ကိုယ်တိုင်ဆွဲမယ်ကိုယ်တိုင်ဆွဲဖို့ဆိုလို့ရှိရင်မတို့ပထမဦးဆုံးဒီရှိတဲ့ပေါ့နော်စကူပက်တန်ကိုပထမဦးဆုံးမတို့ပေါင်းခတ်မယ်ဆိုလို့ရှိရင်အပေါ် line မှာဒီအပေါ် line ကိုလည်းမတို့ 2cm ပေါင်းခတ်မယ်2cm နော်ဒီခါဒီဘက်ကိုလည်းမတို့ 2cm ပေါင်းခတ်မယ်မင်းအတားစိတ်ကိုမိပုံရှုံနိုင်မှာအိုညီလေးရင်ဒီလိုလေးတစ်ချက်လောက်ခတ်လိုက်တယ်ဒီခါမတို့ဒီဘက်မှာလည်းဒီစင်မောင်းခတ်လိုက်တယ်ပြေဝတဲ့အနဲ့အတိတ်ပဲကိုမင်းပြီးပါဒီဘက်ကအရှိလေးဒီလိုဆွဲချင်တယ်မရင်တွေကိုတိုက်ခိုက်ကြတဲ့အခါမင်းတဲ့နေဘဝကိုဆက်ပြီးတော့ပေါ်မှာတန်ဆဆွဲနေနော်တန်ဆွဲဖို့ဆိုလို့ရှိရင်ဒီမှာဦးဆုံးမတို့အဲ့လိုပေါင်းခတ်တဲ့ line လေး2 line ရပြီနော်ဒီလိုတောင်းလိုက် line လေးနဲ့နေရာလိုက် line လေးရလာပြီအဲ့တော့အပေါ်ဆုံး line ပေါ့နော်အခုအပေါ်ဆုံး line ကိုစဆွဲမယ်ဒါလေးကိုမတို့ကစဆွဲတဲ့ line လေးကိုပခုံး line ကိုတက်လိုက်မယ်ပခုံးတိုင်းထားတဲ့အဖြေကိုသဝက်လိုက်တာနော်မရဲ့ပခုံးကလောက်ရှိလို့ဆိုရင်38ရှိတယ်38ကိုသဝက်တော့19ရတယ်19ရတယ်ဆိုတော့မှဒီမှာ19မှာနော်မာကင်လေးချလိုက်ပြီ19မှာမာကင်လေးချလိုက်ပြီချလိုက်တဲ့မာကင်လေးကနေပြီးတော့အောက်ကို3.5 ဆင်းမယ်3.5 เนาะ3.5 မှာမာကင်လေးပေးလိုက်တယ်ပြီးရင်ဒီလိုမျိုးမြင်းဆောင်လေးဆက်မယ်မြင်းဆောင်လေးပေါ့နော်ထောင်လိုက်မယ်အဲ့တော့အဲ့နေရာမှာအမတို့ပခုံးတစ်ဝက်ရဲ့အဖြစ်အမရဲ့ပခုံးတစ်ဝက်အဖြစ်ကအမက12 cm ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ12 cm နေရာမှာဒီမာကာလေးနေရာမှာပေါ့နော်ထောက်လိုက်တယ်ထောက်ပြီးတဲ့ခါကျရင်အပေါ်ပခုံးလိုင်းကိုသွားတိုက်နေတာလေးอ่ะเนาะမြင်းဆောင်လေးနဲ့သွားတိုက်လိုက်တယ်အဲ့ဒီတိုက်လိုက်တဲ့ဒီတွေကငါတို့ပခုံးတစ်ဝက်အဖြစ်ရပါပြီเนาะအဲဆိုရင်ပခုံးတစ်ဝက်ရဲ့ line လေးရပြီရပြီးတော့မှမတို့ဒီဘက်ကိုတိုင်းလိုက်မယ်တိုင်းလိုက်တဲ့ခါကျတော့မရဲ့ level ပေါက်ကလေးပေါ့နော်ဒါလေးက level ပေါက်လေးရပြီ level ပေါက်လေးရဲ့အကျယ်ကဘယ်လောက်ရှိလဲဆိုရင်9ခွဲနော်9.5ရှိတယ်9.5ရှိတော့အမကဒီ line လေးကိုအမတို့ကနောက်ကျောကျယ် line လို့ဖတ်လိုက်ပြီနော်နောက်အနေ line ပေါ့နော်နောက် line လေးနောက်အနေ line လေးဒီ line လေးကိုဖတ်လိုက်တယ်ဒါလေးကပခုံး line လေးလို့ဖတ်လိုက်တယ်အဲ့ပေါ်မှာအမတို့ကဒီတိုင်းလိုက်တာလေးကဒါလေးက level လေးအဲ့ level လေးမှာအမ9ခွဲရှိရောအမဒီကနေပြီးတော့ကျောကျယ်တဲ့ဒီနာကနေပြီးတော့ level line လေးပေါ်မှာဘုတ် line လေးပေါ်မှာပေါ့နော် 0.5 ခွာလိုက်တယ်နော်အဲ့မှာ 0.5 ခွာလိုက်တယ်ခွာပြီးတဲ့အခါကျန်တဲ့ဟာလေးကိုတိုင်းလိုက်တော့9 cm ရှိမယ်နော်9 cm ရှိမယ်ဆိုလို့ရှိရင်မတို့ကဒီဘက်မှာ9 cm ရှိမယ်ဆိုလို့ရှိရင်ဒီထိပ်မှာ1 cm ခွာပြီးတော့ဒီဘက်မှာကျတော့6 cm ပေါ့နော်6 cm မှာမာကာလေးချလိုက်တယ်နော်မာကင်လေးအဲ့လိုမျိုးလေးချပြီးလို့ရှိလို့ရှိရင်အဲ့ဒီကနေပြီးတော့မာကင်ပေးထားတဲ့အဲ့ဒီနေရာလေးကနေပြီးတော့ B ကို3 cm ရွှေ့မယ်နော်ဒီပေးထားတဲ့နေရာလေးကနေပြီးတော့ဒီဘက်ကို3 cm ရွှေ့မယ်ရွှေ့ပြီးတဲ့ခါကျလို့ရှိရင်သူ့ကိုလည်းအောက်ကို1 cm ဆင်းမယ်နော်1 cm ဆင်းမယ်ညီမလေးတို့လိုက်ဆွဲတဲ့ခါကျလို့ရှိလို့ရှိရင်ခဲတံနဲ့ဆွဲမယ်နော်အမကခုကမြင်ရအောင်လို့ဆိုပြီးတော့ software နဲ့ဆွဲတော့နှင်းလုံးကြည့်တယ်နော်နှင်းလုံးကြည့်လို့ရှိရင် point လေးတွေကွာတတ်တယ်နော်လူစိတ် point လေးတွေကြာလို့ရှိရင်နည်းနည်းကွာအောင်လုပ်မယ်ဒီအခါကျလို့ရှိရင်အမတို့ဒီကနေပြီးတော့ခုနကနော်5 cm ထိပ်ကလေးနဲ့ချထားတဲ့1 cm လေးကိုဒီလိုမျိုးလေးစောင်းပြီးတော့ဆက်လိုက်မယ်နော်ရပြီဆိုလို့ရှိရင်အမတို့ကဒါလေးကိုရှေ့ချမ်းလို့တတ်မှတ်မယ်အခုဒီမှာစဆွဲတဲ့နေရာလေးကိုနောက်ချမ်းလို့တတ်မှတ်မယ်နော်အဲ့ဒီခါကျတော့ငါဒီဘက်ကိုရှေ့ချမ်းကကျတော့ F လို့နော်မှတ်ထားလိုက်မယ်ဒီဘက်မှာနော် F သူ F လို့မှတ်ထားလိုက်မယ်ဒီဘက်ကျတော့မတို့က B လို့ပေးလိုက်မယ်သူက back ဆိုတော့နောက်လေနောက်ကျောဆိုတော့သူ B လို့တတ်မှတ်လိုက်မယ်သူ F လို့တတ်မှတ်လိုက်မယ်နော်အဲ့တော့ရှေ့ချမ်းရင်နောက်ချမ်းရင်နှစ်ချမ်းရသွားပြီဆိုတော့မတို့ရှေ့ချမ်းကိုခဏထားပြီးတော့နောက်ချမ်းကိုဆက်တာနော်နောက်ချမ်းကိုဆက်ဖို့အတွက်ဆိုလို့ရှိရင်နောက်တစ်လိုက်ရမှာရှားမှာလည်းပြီးရင်ထိမှာပကုံးကြီးဆိုတဲ့အခြေအနေတွေနဲ့အမရဲ့ရင်ထိမှာပကုံးကြီးဆိုတဲ့အခြေအနေတွေ23ဆိုတော့အမဒီကနေပြီးတော့နော်ဒါလေးကိုပကုံးထိပ်ကနေပြီးတော့အောက်ကို23စီမံရှာလိုက်တယ်23ပါဒီမှာရပြီဆိုလို့ရှိရင်အဲ့ဒါကိုအဖြေလေးနှစ်ခုချမယ်ဒီဘက်မှာလည်း23နော်အဖြေလေးနှစ်ခုရပြီဆိုတော့အဲ့ညင်းလေးကိုဆက်လိုက်မယ်ရလာတဲ့အဲ့ညင်းလေးကိုမတို့ကညင်းလို့တတ်မှတ်လိုက်နော်ညင်းလေးကိုညင်းလို့တတ်မှတ်မယ်ဒီအခါကျရင်နောက်တစ်လိုင်းအားကြတော့နောက်တစ်လိုင်းကြတော့နောက်ခါမှာ level ပြည့်ဆိုတဲ့အဖြေလေးနောက်ခါမှာ level ပြည့်ဆိုတာကနော်ခါကနေပြီးတော့အမာတို့ level ထိပ်ပေါ့နော် level ထိပ်ဘုတ်ထိပ်ပြအောင်ဆွဲထားတဲ့အမှတ်ကလေးကိုအဖြေလေးကိုလုပ်နေတာနော်အဲ့ဒါဘုတ်ခါလို့အမာတို့မှတ်လို့လည်းပြောထားတယ်နော်အဲ့တော့နောက်ခါမှာ level ပြည့်ဆိုတဲ့အဖြေလေးက38ဆိုတော့အမဒီပကုံးလိုက်ရနေပြီးတော့အောက်ကို38နေရာကိုရှာလိုက်မယ်
မှာ38နေရာမှာမာကင်လေးချလိုက်ပြီသူ့လည်းအဲ့လိုပဲ2နေရာလောက်မှတ်ပြီးမှတ်မယ်နော်မြင်းဆောင်ပါဆိုတော့မှာ2နေရာမှတ်တယ်ဒီမှာလည်း38ရလာပြီဆိုလို့ရှိရင်ဒီနှစ်ခုကိုမြင်းဆက်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ခါလိုက်လေးရပါမယ်နော်ဒါလေးဆိုလို့ရှိရင်ခါလိုက်လေးရသွားမယ်မြင်းလေးဆက်လိုက်ပြီနောက်တစ်လိုင်းပါရှာမလဲဆိုရင်နောက်တစ်လိုင်းကကျင်အမြင့်လိုင်းကျင်အမြင့်လိုင်းကြတော့မတို့ကျင်အမြင့်တိုင်းထားတဲ့အဖြေလေးရှိရလေကျင်အမြင့်တိုင်းထားတဲ့အဖြေလေးကမှဖြေက20ဖြစ်တဲ့အတွက်ကြောင့်ဒီခါနေပြီးတော့နော်ခါနေပြီးတော့အောက်ကို20အောက်ကို20အမှမှတ်ချလိုက်ပြီအဲ့တော့ byte ကိုမတို့တိုင်းခဲ့တော့ကြတော့ခါနဲ့ကျင်ရဲ့ကြားထဲမှာ byte လို့ပြောတယ်မလားတိုင်းတော့လည်းပုံစံတိုင်းခဲ့တာမဟုတ်ဘူးမတို့ကတင်တဲ့ခါနဲ့ဂျားတွေကတဝက်ကိုမှာတော့ဘိုက်လို့တတ်မှတ်လိုက်ပြီးတော့ဒီမှာ20ဖြစ်တဲ့အတွက်ကြောင့်တော့တင်မြင့်က20ဆိုသူ့ရဲ့တဝက်က10မဟုတ်လားအဲ့တော့10ကဘိုက်တိုင်းနော်နှစ်လိုင်းကိုတစ်ခါနဲ့မှတ်လိုက်မယ်10မှာတစ်ခါမှတ်မယ်20မှာတစ်ခါမှတ်နော်ဒီခါလိုက်ကနေဖြတ်ပြီးတော့10မှာတစ်ခါမှတ်မယ်ဒီက20မှာတစ်ခါမှတ်မယ်ပြီးရင်အဲ့ဒါကိုပြင်ဆက်မယ်အဆွမ်းဆွဲလိုက်တာလေးကိုတင်လိုက်နော်ဒီအခါဒါလေးကကြတော့ဖိုင်လိုက်နော်အဆွမ်းပြီးပြီဆိုလို့ရှိရင်မတို့ဒီတက်လေလိုင်းကြီးအကုန်လုံးပြီးသွားပြီတက်လေလိုင်းကြီးအကုန်လုံးပြီးသွားပြီဆိုတော့အဲ့မှာမတို့ကဒါအပေါ်ဆုံးကပခုံးလို့တတ်မှတ်တယ်နော်ဒါကြောင့်မလို့ဒါလေးပခုံးလို့ရေးထားလိုက်ပခုံးလို့တတ်မှတ်လို့ပခုံးရေးထားလိုက်ပြီဒါနောက်တစ်ခါကျတော့ဒါလေးကိုကြတော့မတို့ရင်လို့တတ်မှတ်တယ်ရင်လိုက်နော်ဒီအခါကျရင်ဒါလေးကကြတော့ခါလိုက်ပြီးလို့ရှိလို့ရှိရင်ဒါပိုက်လိုက်နော်ရှေ့နောက်ဆွဲထားတဲ့ line နော်ဒီအခါကျရင်ဒါကျင်လိုက်နော်ကျင်ပတ်လေပေါ့နော်ဘိုက်ပတ်လေခါပတ်လေရင်ပတ်လေပခုံးပေါ့နော်အဲ့လိုမျိုးဒါဒီမျိုး line တွေပေါ့ main line တွေရသွားပြီနော်ရသွားပြီဆိုတော့မှမတို့ကနောက်အစင်းကပါတက်မှလဲဆိုလို့ရှိရင်ဒီနေရာမှာဂျိုင်းပေါ့ဂျိုင်းကိုဂျိုင်းပတ်လေတိုင်းထားတဲ့အဖြေလေးဂျိုင်းပတ်လေတိုင်းထားတဲ့အဖြေလေးကဘယ်လောက်လဲဆိုလို့ရှိရင်30ကိုတဝက်မွဲ့မယ်ဆိုလို့ရှိရင်18ခွဲရတယ်အဲ့တော့ဂျိုင်းဖြေလေးကို18ခွဲလေးကိုဒီကနေပြီးတော့နော်ပခုံးတဝက်စောင်းထားတဲ့ထိတ်ကလေးနဲ့အောက်ကို18ခွဲနေရာမှာမာကင်လေးပေးလိုက်မယ်18ခွဲနေရာမှာမာကင်လေးပေးလိုက်မယ်18ခွဲနေရာမှာမာကင်လေးပေးလိုက်မယ်ပြီးပြီးအခါကျလို့ရှိရင်ဒီကြံလေးကဘယ်လောက်လဲဆိုတော့1 cmဆိုလို့ရှိရင်ဒီဘက်မှာလည်း1 cm နောက်ကလေးမှာမှတ်လေးချပြီးဒီလိုနှစ်ခုကိုဆက်လိုက်ဒီလိုနှစ်ခုကိုဒီလိုမြင်းလေးဆက်လိုက်လို့ရှိရင်အဲ့ဒါကကြတော့ဒါလေးကိုဂျိုင်းမြင်းလို့ခေါ်တယ်နော်ဂျိုင်းပတ်လေမြင်းလေးမှာလို့ရှာလိုက်တာဆက်ပြီးတဲ့အခါကျရင်နောက်အဆင့်ပါသွားမလဲဆိုလို့ရှိရင်နောက်ကျောကျင်မှတ်မယ်နောက်ကျောကျင်မှာအမားရဲ့နောက်ကျောကျင်က34ဆိုတော့တဝက်ဝက်တော့ဆက်ခွန်ဆိုတော့ဒီနောက်ကျောကျင်တိုင်းပေါ့နော်သူကတော့တက်မှတ်မထားဘူးဒီဂုံးနဲ့ရင်နဲ့ကြားရဲရမှာပေါ့နော်ကြားရဲလောက်မှာမတို့ဆက်ခွန်ဆိုတဲ့နေရာလေးကိုမာကင်လေးချလိုက်မယ်ဆက်ခွန်နော်ဆက်ခွန်ဆိုတဲ့မာကင်လေးချပြီးရင်အောက်မှာလည်းရင်လိုင်းပေါ်မှာလည်းဆက်ခွန်နေရာလေးမှာမာကင်လေးတော့ချဒါဆိုရင်ဒီမြင်းလေးကမဆောင်တော့တည့်သွားပြီအဲ့တော့အမြင်းလေးကိုကိုထိနေဆက်နော်အကုန်လုံးကောင်းလေးနဲ့အောက်ကဟွာလေးကိုတက်လေးဒါလေးကိုဆက်လိုက်မယ်ဆိုလို့ရှိရင်ဒါမတို့နောက်ကျောကျယ်လေးရပြီနော်နောက်ကျောကျယ်ရပြီဆိုလို့ရှိရင်ကြတော့နောက်ထပ်ဘာလေးဆက်သွားမလဲဆိုရင်နောက်တစ်ခါကျတော့မတို့တွက်ထားတဲ့အဖြေတွေတွက်ထားတဲ့အဖြေမှာရင်ပတ်လဲခါပတ်လဲပြင်ပတ်လဲအဲ့ဒီအဖြေတွေထည့်မယ်နော်အခုကနောက်ကျောဖြစ်တဲ့အတွက်နောက်ကျောအဖြေတွေထည့်မယ်အဲ့တော့ရင်ပတ်လဲမှာမတို့နောက်ကျောအတွက်ကဘယ်လောက်အဖြေရထားလဲဆိုရင်20ခွဲမက20ခွဲရတယ်ဆိုတော့20.5ဆိုတဲ့နေရာလေးမှာထားလိုက်မယ်နော်20.5ဒီအခါကျလို့ရှိရင်ခါကြတော့နောက်ကျောခါက20.25ဟုတ်ပြီနောက်တစ်ခုကကြတော့တင်ကကြတော့တင်ရဲ့နောက်ချမ်းကဘယ်လောက်လဲဆိုလို့ရှိရင်24.5အဲ့ဒီ24.5မှတ်ဖို့နေရာမှာကြတော့မတို့ကဘယ်လိုမှတ်မှာလဲဆိုလို့ရှိရင်တင်ကိုနောက်ဒီပေါ့နော်နောက်အလယ်လိုင်းကနေပြီးတော့အပြင်ကို1 cm ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မတို့ကအဲ့နေရာလေးမှာမာကင်လေးပေးလိုက်နော်နေရာလေးမှာမာကင်ရှိရှိလေးပေးလိုက်တယ်1 cm အပြင်ထုတ်လိုက်တယ်နော်ဒီ line လေးကအဖြောင်လိုင်းလေးကနေပြီးတော့အပြင်ကို1 cm ထုတ်လိုက်တယ်ထုတ်ပြီးတဲ့အခါကျမှအဲ့ဒီထုတ်ထားတဲ့အဖြေလေးကနေပြီးတော့အပြင်ဘက်ကိုနော်ထုတ်ထားတဲ့အဖြေလေးကနေပြီးတော့မှအပြင်ဘက်ကိုမတို့
သူ့ရဲ့ချင်းအဖြေကိုသူ့ရဲ့တင်အဖြေကိုမှတ်တယ်ဒီတင်အဖြေက24.5ဆိုအဲ့ဒီညာလေးကနေပြီးတော့24.5ဆိုတော့ဒီမှာ24.5ဆိုတဲ့ညာလေးနော်အဲ့လိုမျိုးဖြေလေးတွေရလာပြီရလာတဲ့ခါကျတော့အမအခုဒီမှာတင်မှာအမတို့အပြင်ကိုဝမ်းစီရန်ထုတ်လိုက်တယ်နော်ဒီအောင်လေးပြောင်းပြမယ်ဒီနားလေးမှာဝမ်းစီရန်ထုတ်လိုက်တယ်ဒီအခါကျရင်ခါနေပြီးတော့အတွင်းကိုကြတော့အမတို့ကဝမ်းစီရန်ဝင်မယ်ဒီလိုလေးနော်ခါလိုက်အဖြောင်းလိုက်ရနေပြီးခါနေရမှာဝမ်းစီရန်ဝင်မယ်ထိတ်မှာကြတော့အမတို့ကဒီပခုံးထိတ်မှာကြတော့ဒီဘုတ်ကနေပြီးတော့အတွင်းကို0.5 ဝင်ထားတယ်နော်0.5အဲ့တော့အဲ့ညင်းလေးတွေကိုအမတို့အလိုက်တင်လေးဒီချက်ကလေးတောက်အောင်လို့အမတို့ဆွဲရမယ်နော်ဆွဲရမယ်ဆိုလို့ရှိရင်ဒီမှာကြည့်ပါဦးဒီဒေခွေးလေးကိုကင်မယ်ဒေခွေးလေးကင်ပြီးတဲ့ခါကျရင်ဒီဘုတ်ထိတ်ကလေးနဲ့ဒေခွေးလေးနဲ့ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးဆောင်းဆောင်းလေးအဲ့ဒီ0.5ဝင်ထားတဲ့နေရာလေးနဲ့ဒီကြော်လိုင်းလေးနဲ့နော်ဆက်မယ်ဆက်တဲ့ခါမှာအမနှင်းလုံးကြည့်တော့နည်းနည်းတော့လာမှာမဟုတ်ဘူးအဲဒါခဲရန်လေးနဲ့ဆွဲရင်ပို့ပြီးတော့ဒါလေးရလာတယ်နော်ဟုတ်ပြီဒီလိုပုံစံလေးရပြီပြီးတော့အမတို့ခါလိုက်ကိုဝင်မယ်ခါလိုက်ကိုကြတော့လဲအမတို့ဒီနော်ဒီခွေးလေးကိုဒီလိုလေးကင်လိုက်မယ်ကင်လိုက်ပြီးတော့ဒီရင်ထိတ်လိုင်းလေးကနေပြီးတော့ခါစီကိုဒီဖက်ကိုပြီးနော်ဒီလိုအနေထားလေးဆင်းလာခဲ့မယ်ဟုတ်ပြီနော်ဆင်းလာပြီးတော့မှအမတို့ဒီမှာတင်ကိုဝမ်းစီရန်ထုတ်ထားတယ်ဟုတ်လားထုတ်ထားတဲ့နေရာလေးနဲ့ဒီခါလိုင်းကိုဝင်ထားတဲ့နေရာလေးနဲ့ကိုအလိုက်တင်လေးဆက်မယ်ပေခွေးလေးကင်လိုက်ခြင်းနော်ပေခွေးလေးကိုဒီလိုရုံးကုန်လေးနော်ခုနကအမတို့ကင်တော့တာရှိမှနော်ပုံပုံလေးနော်ကင်သွားတယ်ဒီနေရာကျတော့အမတို့ဒါလေးကိုဒီလေးပလက်ဆန်တယ်နော်ပေခွေးလေးကိုတုံးတဲ့နေရာမှာသူ့နဲ့သူအစင်ပြောင်ရှစ်ကလေးတွေကြည့်ပြီးတော့တုံးမယ်နော်လမ်းနဲ့ဒီလိုပလက်လန်ကင်တာမျိုးရှိတယ်နော်ဒီလိုမျိုးကုန်းပြီးတော့ကင်တဲ့နေရာကင်ရမယ်အဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးတုံးတဲ့အောင်လည်းကြည့်ထားမယ်နော်ဒီနေရာမှာအမတို့ဒီလိုပုံစံကြီးသွားကင်လို့ရှိရင်လာမလားလုံးဝမလာတော့ပုံလေးပြတ်သွားပြီနော်ခေါက်ပေါ်ကြီးဖြစ်သွားပါလိမ့်အဲ့ဒါကြောင့်အမတို့ကဒီလိုပုံလေးကင်မယ်နော်ပုံလေးနေရာလေးဆိုရင်ဒီမှာဝမ်းစီရန်ထုတ်ထားတဲ့အဖြေလေးနဲ့ဒီခွေးလေးနေရာလေးနဲ့ပေါ့နော်ကြည့်လိုက်မယ်ဒီအခါကျလို့ရှိရင်ဘောဝမ်းဝင်ထားတဲ့ခါလိုက်မှာဝင်ထားတဲ့နေရာလေးနဲ့အလိုက်တင်လေးသွားပြီးတော့ဒီလိုလေးဆက်လိုက်ဒါလို့ဆိုလို့ရှိရင်ခါလိုက်လေးလည်းနော်ခါရှိတ်လေးဆက်လာတဲ့ပုံလေးကကိုယ့်ရဲ့ရှင်ရှိတ်ကိုလေးဆက်လာတော့ဒီလိုပုံစံလေးဒီနေရာမှာထောက်ထောက်ကြည့်ဖြစ်နေဆိုရင်မတို့ဒီလိုမျိုးဒီခွေးလေးကိုလူလေးကန်ပြီးတော့ဒါလေးတွေကိုကြည့်လိုက်ဒီလေးကြည့်ပြီးလိုက်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒါသူရဲ့နောက်ထောက်ကြောင်းလေးရသွားပြီနော်ထောက်ကြောင်းရှိတ်လေးရသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ရကြတော့အမတို့ကဒီတိုင်းလေးတွေနော်ဒီလိုင်းလေးတွေဆက်ဒီလိုင်းကိုဆက်ဖို့လဲဒီပေခွေးလေးနဲ့ပဲခိုင်းတယ်ခိုင်းပြီးတဲ့ခါကျရင်ပေခွေးလေးကိုဒီမှာကြည့်မအောင်တော့ဒီလိုဆက်မယ်နော်ပေခွေးလေးကိုတက်တက်ပြီးထားမယ်အဖုံလေးကိုဒီမှာထားထားတယ်ကျင်းဒီလိုလေးဆက်လိုက်နော်စိတ်ကလေးကိုခါလိုက်နဲ့ခက်ပြီးစိတ်ကလေးနဲ့ဆွဲထားလိုက်အပေါ်လဲဒီလိုလေးဆွဲထားရနော်ဒီအခါကျရင်အဲ့လိုပဲပေခွေးကိုတက်ကိုပြန်ကုန်ပြီးတဲ့ခါကျရင်ဒီမှာတင်လိုင်းလေးနဲ့နော်ဒီချင်းအမှတ်ကလေးနဲ့ဒီအပေါ်ကစိတ်ကလေးနဲ့ကိုလာပြီးတော့ရှင်နေဒီတဲ့နေရာမှာဒီကုန်းပြီးတော့ဒီဘက်ကိုနော်ဒီလိုဝင်သွားတဲ့ပုတ်ဝင်သွားတဲ့နေရာနဲ့သွားပြီးတော့ဒီလိုမျိုးတိုင်းမယ်ဆိုရင်ဒီနေရာကြီးကပုတ်ကြီးရအဲ့တော့မတို့ကဒီဖေခွေးလေးကိုနော်ဒီလိုရှော့ရှော့လေးကင်မယ်ဒီနေရာမှာအကားဆုံးနေရာလေးမှာဒီနေရာမှာထားမယ်ထားပြီးတော့မှနော်ဒီနေရာလေးမှာအကားဆုံးနေရာလေးထားမယ်ထားပြီးတော့မှဒီစိတ်ကလေးနဲ့ဆက်လိုက်မယ်အဲ့ဒါမှစိတ်ကလေးကလာနော်ဟုတ်ပြီနော်ဒီလိုပုံစံလေးရပြီဆိုလို့ရှိရင်မတို့နောက်တစ်ခုကဘာလုပ်မှာလဲဆိုလို့ရှိရင်ဒိုင်းပေါက်ဖောင်းမယ်ဒိုင်းပေါက်ဖောင်းဖို့အတွက်ဒီထိတ်ကလေးကနေပြီးတော့နော်ဒီထိတ်ကလေးကနေပြီးတော့မတို့ဒီလိုမျိုးပေတန်လေးကိုဆောင်းဆောင်းလေးနည်းနည်းလေးဆောင်းပြီးတော့ဒီလိုလေးဆွဲလိုက်မယ်ပေါ့ဒီဟာလေးတောင်းပန်လေးပေါ့ဒီတောင်လေးတွေကိုတောင်းပန်လေးထိုးထည့်လိုက်နော်ဒီပေတန်ရဲ့တောင်လေးဒီတောင်တောင်းပန်ကြနေတဲ့နေရာလေးတွေကိုပေတန်လေးကိုတောင်လေးထိုးထည့်လိုက်ထိုးထည့်ပြီးတော့ရှင်ဒါလေးကိုလိုက်တင်လေးလေးဆွဲထားဆွဲပြီးလို့ရှိရင်ဝမ်းစီရန်လောက်မှာလက်ကလေးနှက်ထားနော်ဝမ်းစီရန်လောက်မှာလက်ကလေးနှက်ထားမယ်ဒီအခါကျရင်ပေခွေးလေးကိုတုံးမယ်တုံးပြီးတော့သူ့ရဲ့အဖြေကနံပါတ်1ဒီထိတ်နော်မတို့ပခုံးတဝက်စနစ်အဖြေထိတ်ရဲ့ဒီနောက်ကျောကျယ်လေးရဲ့ဒီအခါဒီမှာ1နော်ဒီကနေပြီးတော့1မှတ်ထားတဲ့အဖြေလေးအဲ့တုံးကိုပေခွေးလေးနဲ့သွားကြည့်မယ်နော်မကြည့်သေးဘူးဆိုလို့ရှိရင်မတို့လှည့်ပြီးတော့ဒီအောင်အဲ့ဒါလေးတိုင်းပြီးလိုက်ရွှေ့ကြည့်ပေါ့နော်ဒီလိုချင်းလားဒီလိုချင်းလားဒီလိုချင်းလာလားဒီလိုချင်းလာလားပေါ့သူကအဲ့ဟာလေးသုံးခုထိသွားတာနဲ့သူ့ရဲ့အရှိတ်ကလေးကထွက်လာတယ်သူပုံလေးထွက်လာတယ်အဲ့ကြလို့ရှိရင်လှပြီဆိုတော့မတို့အဲ့ဒါလေးကိုဆက်လိုက်မယ်နော်
နော်ဒီလိုလေးဆက်လိုက်ပြီးဆက်လိုက်တော့ဒိုင်းပေါက်လေးရလာပြီဒီညာထောက်နေတယ်မလာသေးဘူးဆိုလို့ရှိရင်ဒါလေးကိုဒီလိုမျိုးပြီးဒီရန်လေးနော်လိုက်တင်သူ့ညာလေးနဲ့သူ့လိုမျိုးလိုက်ပြီးတော့ပြင်ပေးပါဒါလေးရပါပြီဟုတ်နော်အဲဆိုရင်ဒီလိုပုံစံလေးရပါပြီဒါဆိုလို့ရှိရင်ဒိုင်းပေါက်ကလေးပြီးသွားပြီဒိုင်းပေါက်ပြီးတော့နောက်တစ်ခုကမတို့က11ပေါက်ပေါ့နော်11ပေါက်ခေါ်ဖို့အတွက်ပြီးတော့မတို့နောက်လေလိုင်းက36.5အမိုင်းအဖြစ်အဲ့တော့36.5ကိုမတို့ကဒီခါလိုက်ရနေချင်းနော်36.5ကိုခါလိုက်ပေါ်မှာတင်လိုက်မယ်ဒါဆိုရင်36.5ဆိုရပြီ36.5ကိုခါလိုက်ပေါ်မှာတင်လိုက်ပြီတင်လိုက်ပြီးလို့ရှိရင်အပေါ်မှာကြည့်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်မတို့ဒီနောက်11ပေါက်ခောက်ဖို့အတွက်အဖြေလေးရလာပြီမတို့အဲ့တော့ဂုတ်ထိတ်ကနေပြီးတော့နော်နောက်ခါကိုတိုင်းထားတဲ့အဖြေလေးဂုတ်စီလေးကနေပြီးတော့နောက်ခါကိုတိုင်းထားတဲ့အဖြေလေးကနောက်11ပေါက်ကလေးထွက်သွားရောပြီးလို့ရှိရင်မတို့ဒါလေးကိုလည်းပေခွေးလေးနဲ့ဖြေလေးကိုဆက်လိုက်လို့ရှိရင်ဒါအနောက်11ပေါက်ခောက်ပြီးတာလေးဖြစ်သွားပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ဆင့်ကဘာတက်မလဲဆိုလို့ရှိရင်မတို့နောက်ခါတော့ထည့်ဖို့ပဲလိုတော့ရဲ့နောက်ခါတော့ထည့်ဖို့အတွက်ကိုမတို့ရင်းကွာအဖြေနဲ့သွားမယ်ရင်းကွာအဖြေကအမရဲ့ရင်းကွာကဘယ်လောက်လဲဆိုရင်ရင်းကွာက18ကိုတဝက်တော့ပို့ဆိုလို့ရှိရင်မတို့ဒီခါနေရာနေပြီးတော့အတွင်းကိုပို့နော်ပို့နေရာမှာမကင်လေးချလိုက်ရက်ခါရင်ကနေပြီးတော့လေပို့နေရာမှာဒီလိုမကင်လေးချလိုက်တယ်ပြီးတဲ့ခါကျရင်အဲ့နှစ်ခုကိုဆက်ပြီးတော့ဆက်တဲ့အခါမှာအမတို့ဒီပေတံလေးကိုဒီလိုလေးအပေါ်တင်သူ့စီရန်အပေါ်တစ်ခါလေးတင်လိုက်နော်တင်ပြီးတဲ့အခါကျရင်အဲ့ဒါကိုအောက်ဆုံးထိတင်လိုက်ပြီးအမတို့ထည့်လေးဆွဲလိုက်ဒီလိုထည့်လေးဆွဲလိုက်တယ်ဆွဲပြီးလို့ရှိရင်အမတို့ဒီထောက်ကလေဒီရင်လိုင်းကနေအပေါ်ကိုသူ့စီရန်တက်မှာမဟုတ်နော်ဒီတဲ့ခါကျတော့ဒီဘက်မှာတောက်စာအမတို့3စီရန်ပေါင်းထားတဲ့အတွက်ဒီဘက်ကို1.5နော်ဒီဘက်ကို1.5ဆိုလို့ရှိရင်တောက်စာ3ရပြီနော်အဲ့တော့မှမတို့တောက်ကလေးဆက်မယ်နော်တောက်ကလေးဆက်တဲ့အခါမှာရင်းလေးတွေရှမ်းထွက်မသွားစေနဲ့နော်ဒီလိုလေးငါကပါလေးညီလေးဆက်မယ်ဟိုဘက်ဒီဘက်လည်းညီလေးဆက်အဲ့တော့ဒီမှာဟိုင်လိုင်းကနေပြီးတော့အောက်ကိုလည်း2စီရန်ချမယ်နော်1 2ညီလေးအဲ့မှာအဆုံးတက်မယ်နော်အဆုံးတက်မယ်ဆိုတော့ဒီလိုလေးရပြီဆိုလို့ရှိရင်နောက်တော့လေးရတယ်နောက်တော့ရပြီဆိုရင်နောက်တစ်ခုကမတို့ဒီထောက်ကလေးတွေကိုဖြည့်ရမယ်နောက်ဖြည့်တဲ့နေရာလေးကိုပေခွေးလေးနဲ့ဖြည့်မယ်ဖြည့်တဲ့ခါကျရင်မင်းတရားလေးဒီတောင်းကြီးနေရာလေးကိုမတို့ကရှိလိုက်တင်လေးပေါ့နော်ဒီလေးဖြည့်အောင်ရှိတ်ပြီးကြိုးစားကြတဲ့အခါမင်းအတော်စိတ်ကိုရှိုးနိုင်မှာပဲလေအဲ့လိုပဲဟိုညီလေးမန္တလို့ဟုတ်တာပြောလိုက်မကြောင်နေဟုတ်ပြီနော်ဒါဆိုလို့ရှိရင်မာရူဒါနောက်ချမ်းတွေပြီးသွားပြီနော်နောက်ချမ်းတွေပြီးသွားပြီဆိုတော့ဟိုလိုက်ဆွဲတဲ့လူကြီးညောင်လို့မှကဘယ်နေရာမှာဘယ်ဖြေလေးတွေထည့်တယ်ဆိုတဲ့ဟာလေးတစ်ချက်ပြောပြမယ်နော်အဲ့တော့မာရူဒီမှာပခုံးတိုင်းမှာမာရူပခုံးတိုင်းထားတဲ့အဖြေရဲ့တစ်ဝက်ကိုထည့်လိုက်တယ်မာရူပခုံးတိုင်းကဆက်ပြိုးသားဆုံးဒီကနောက်ထပ်ကကြတော့နေပင်းတွေကနေပြီးတော့ပခုံးတစ်ဝက်အဖြေကဆက်နေနော်အဲ့ဒါပခုံးတစ်ချမ်းရဲ့တစ်ဝက်နော်တစ်ချမ်းတစ်ဝက်ဒါပခုံးဖြေတယ်ဒီဘက်ပခုံးဖြေနေဒီဘက်ပခုံးဖြေနေအဲ့ဒါဒီရောမှာဒါရဲ့တစ်ဝက်ဒါကြတော့ပခုံးတစ်ဝက်အဖြေရဲ့တစ်ဝက်နော်ဒီခါကျတော့ဒီဘက်ကတင်းမောင်လေးက7 cm 7 cm ဒီဘက်မှာကျတော့11အရှေ့ချမ်းဘက်ကိုကျတော့6 cm နော်6 cm ပြီးတဲ့ခါကျရင်ဒီကနေပြီးတော့အဲ့6 cm ထိပ်ကနေဒီဘက်ကို3 cm ခွာမယ်3 cm ခွာမယ်အောက်ကို1 cm ဆင်းတယ်နော်ဒီအဖြေလေးတွေမှတ်မယ်ပြီးတဲ့ခါကျရင်မတို့ကဒီပေါ့ရင်ထိတ်မှာပခုံးထိဆိုတဲ့အဖြေလေးကအမဘယ်လောက်ရလဲဆိုလို့ရှိရင်20ဒီခါကျရင်နောက်ကျောကျဲကအမက7မင်းတယောက်တက်7ဂျိုင်းကဂျိုင်းတဝက်ရဲ့အဖြေနော်ဂျိုင်းတဝက်ရဲ့အဖြေဆိုတာသူမပေါင်းရနေတဲ့အဖြေကိုတော့ဒီမှာထည့်မယ်နော်မင်းမပေါင်းရသေးတဲ့ရိုးရလာတဲ့မင်းဂျိုင်းတက်လေရဲ့အဖြေကိုတဝက်ဝက်လိုက်တာနော်အဲ့တော့အမတို့သူ့ရဲ့အဖြေက18ခွဲရတယ်ဆိုတော့သူ့ရဲ့နေရာလေးကအဖြေက18ခွဲတဲ့အနဲ့အတိတ်ပဲကိုမင်းသိနော်
ဒီခါနောက်ခါမှာရင်းထိဆိုတဲ့အဖြေလေးပေါ့နော်နောက်ခါမှာရင်းထိဆိုတာပုတ်ခါလို့လည်းမှတ်ထားနိုင်တာတဲ့အဖြေလေးနော်အဲ့ဒီလေးကမှာကယူသားဆုံးလုပ်ရတယ်ဒါတွေက30နဲ့ရင်ဆိုင်လာရင်ဒီခါကြလို့ရှိရင်ဒီညာလေးကိုမတို့ကတင်မြင့်လိုက်မတို့တင်မြင့်လောက်လဲဆိုတော့20ကောင်းဆုံး20ဖြစ်တဲ့အခါမှာ20ကနေပြီးတော့တင်တဲ့ခါနဲ့ကြားတစ်ဝက်ကို highlight ဖြစ်တဲ့အခါ highlight က30ဒီတော့မှဒါရလာပြီဆိုတော့မှမတို့ဒီမှာရုပ်ထိပ်မှာကြတော့ 0.5 ဝင်တယ်ဒီကခါလိုင်းမှာကြတော့အတွင်းကို1ဝင်တယ်1 cm ဝင်တယ်နော်1 cm ဝင်တယ်ဒီအခါတင်လိုင်းရနေပြီးတော့အပြင်ကို1 cm အပြင်ထွက်တယ်နော်ဒါလေးကအပြင်ထွက်တာ1 cm ဒီလိုမျိုးလေးမှတ်လိုက်ဒါညီမလေးတို့လိုက်ဆွဲတဲ့အခါလွယ်အောင်လို့နော်ဘယ်နံပါတ်ကလေးတွေဖြည့်လေးတွေကိုဘယ်မှာထည့်တယ်ဆိုတဲ့ဟာလေးဟာမှတ်မိအောင်လို့လိုက်ပြောပေးတာနော်ပြီးတော့မှရင်အဖြေနော်ရင်ပတ်လက်အဖြေမှာအမားရဲ့ရင်ပတ်လက်အဖြေကနောက်ချမ်းမှာ20.5နော်ဒီအခါခါရဲ့နောက်ချမ်းဖြေက21.25ဒီအခါတင်လိုင်းမှာကြတော့တင်ရဲ့အဖြေက24.5နော်အဲ့မှာမှတ်ချက်ကလေးကတင်လိုင်းမှာအပြင်ကို1 cm ထွက်မယ်ထွက်ပြီးတော့မှအဲ့1 cm နေရာနေပြီးတော့စမှတ်မယ်ဒီလိုပေါ့ဒီအဖြေကို1 cm ထွက်တဲ့နေရာနေမှာစမှတ်မယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါလေးကနောက်ချမ်းလေးပြီးတဲ့ခါကျရင်ရသွားပြီဆိုတော့မမတို့ရှေ့ချမ်းကိုဆက်ကြမယ်နော်